မင်္ဂလာပါမြန်မာစံတော်ချိန်ညနေ9:00နာရီရှိပါပြီ။တွန်းတော် FM ကနေပရိသတ်များကျမ်းမာကြပါစေကြောင်းနှုတ်ခွန်းဆက်သလိုက်ပါတယ်။အပတ်စဉ်တောက်ကြနေရေဒီယိုအစီအစဉ်တွေကိုတင်ဆက်တော့မှာဖြစ်ပါတယ်။အခုထုတ်လွှင့်နေတာကတော့မြန်မာပိုင်းအစီအစဉ်ဖြစ်ပါတယ်။တွန်းတော်ရေဒီယိုကိုရှောင်းနေပမာဘာသာစကားနှမျိုးဖြင့်နေ့စဉ်ညနေ9:00နာရီမှာ FM line 105.5 MHz ကနေဖမ်းယူနားဆင်နိုင်ပါတယ်။တော်ရရှင်များမင်္ဂလာပါဒီအစီအစဉ်ကတော့ကျမ်းမာရေးအတွက်တိမဖွယ်ရာအစီအစဉ်ပဲဖြစ်ပါတယ်ကိုတစ်ခေါက်တော့ခရီးသွားရင်ဝက်ပြက်ခဲ့ရင်ဘယ်လိုလေးများတက်တာအောင်လုပ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်ခရီးသွားတဲ့အခါဒေသစာရိုးရစာလေးတွေစားတတ်ကြတာသဘာဝပါဒီလိုစားတဲ့အခါအစားအသောက်ပြောင်းလဲမှုကြောင့်မတော်တဆဝက်ပြက်တာမျိုးဖြစ်နိုင်ပါတယ်ဒီတော့ခရီးသွားရတာနှိမ့်သက်တဲ့အစားတလိုင်းလေးတွေအနေနဲ့ခရီးသွားရင်ဝက်ပြက်ခဲ့ရင်ဘယ်လိုလေးများတက်တာအောင်လုပ်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။ရေများတော့ပါဝက်ပြက်တဲ့အခါနောက်ဆက်တွဲကျန်းမာရေးပြဿနာကင်းစေဖို့ဆိုရင်ရေတိုက်ရှင်တဲ့တောက်တုံးရေကိုတတ်နိုင်သမျှများတော့ပါဒါမှရေတဆိုးရှုံးမှုကြောင့်ဖြစ်နိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကိုကာကွယ်နိုင်မှာပါ။တက်စားရေတော့ပါတက်စားရေကဝိုင်းသွားတာကြောင့်ဆုံးရှုံးသွားတဲ့ရေတက်ကိုရောတက်စားတက်ကိုပါဖြစ်တင်ပေးနေတာကြောင့်ဝက်ပြက်နေချိန်မှာတောက်တုံးပေးလို့ရပါတယ်။အုပ်စေးရေတော့ပါအုပ်စေးရေကခန္ဓာကိုယ်အတွက်ရေတက်ရောတက်စားတက်တွေကိုပါဖြစ်တင်ပေးနိုင်ပါတယ်။ဒါကြောင့်ဝက်ပြက်ချိန်မှာတောက်တုံးပေးဖို့သိတော်ပါတယ်လာစားဖို့တော့လိုပါမယ်ဆံပြောက်ဝက်ပြက်နေချိန်မှာအစာဥလန်းကြောင်းကိုမပိတ်စေဖို့နဲ့ခန္ဓာကိုယ်မှာအင်အားပြည့်စေဖို့အတွက်ဆံပြောက်ပြော့လေးကိုစားပေးလို့ရပါတယ်အပူစတွေရှောင်ပါအပူစတွေကဝက်ပြက်တာကိုပိုဆိုးဆင်းနေတာကြောင့်ဝက်ပြက်နေချိန်မှာအပူစတွေကိုမစားပါနဲ့နောက်ပြီးကိုယ်တွင်းရတဆွရှုံမှုကိုဖြစ်စေနိုင်တဲ့ကော်ဖီတောက်တာမျိုးကိုရှောင်ပါသောရရှင်များခင်ဗျာခရုဘကျမ်းမာရေးအစီအစဉ်ကိုတော့ဒီမှာပဲညနာခွင့်ပြုပါနောက်ရက်တွေမှာလည်းကျမ်းမာရေးအတွက်အထောက်အကူဖြစ်စေမဲ့ဘလို့အကြောင်းအရာတွေဆက်လက်တင်ဆက်ပေးသွားမလဲဆိုတာကိုစောင့်မျှော်နှားဆင်ပေးကြပါဦးနော်အားပြည့်အချိုရည်ဟာအလွယ်တကူတောက်တုံလို့ရတဲ့အချိုရည်မဟုတ်ပါဘူးဒါကြောင့်ကိုဝန်ဆောင်မိခင်တွေနဲ့အသက်10နှစ်အောင်ကလေးငယ်တွေကိုအပြည့်အချိုရည်တွေအပါအဝင်စိုးစိတ်ပါတဲ့အချိုရည်တွေတိုက်ကြွေးခြင်းမပြုရပါဒေါနော် FM ပရိသတ်များမင်္ဂလာပါကျွန်တော်စူဖောင်ကြီးပါဒီနေ့တင်ဆက်မယ့်အကြောင်းအရာကတော့ကရင်မျိုးနွယ်စုအကြောင်းပဲဖြစ်ပါတယ်လူမျိုးတစ်မျိုးဟာထူးခြားတဲ့အင်္ဂါရ၄ခုရှိရမယ်လို့ဖူစကောလေတိုကဆိုပါတယ်အဲ့ဒါကတော့နံပါတ်1လူမျိုးတစ်မျိုးဟာတိကျသမိုင်းရှိရမယ်ဆိုတဲ့အချက်နံပါတ်2လူမျိုးတစ်မျိုးဟာတိကျရိုးရာဒလေ့ကျင့်ခြင်းမှုရှိရမယ်ဆိုတဲ့အချက်နံပါတ်3လူမျိုးတစ်မျိုးဟာနေထိုင်ရာဗုဒ္ဓဝီဒေသတည်တည်တခြားရှိရမယ်ဆိုတဲ့အချက်နဲ့နံပါတ်4လူမျိုးတစ်မျိုးဟာတိကျစီးပွားရေးစနစ်ရှိရမယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ကရင်လူမျိုးဟာ1936တုန်းကဗမာပြည်ပြည်ခံရဲ့ထုတ်ပြန်ချက်မှာကရင်လူမျိုး17မျိုးရှိတယ်လို့ဖော်ပြထားခဲ့တယ်လို့ဖူစကောလေတိုကဆိုပါတယ်။အဲ့ဒီ17ခုကတော့စကောဘိုးတောင်သူယခုပအိုပခုမွန်နေပွားပွဲကရင်ဖြူပတောင်ယခုကရန်ကရင်နီယခုကရဂေခိုနဲ့ဂေဘာတို့ပဲဖြစ်ပါတယ်1964နေဝင်းစစ်အစိုးရအာဏာသိမ်းခဲ့တော့က18ကြိမ်မြောက်ပြည်အောင်စုနှစ်အခိုင်အနားမှာကရင်လူမျိုး12မျိုးရှိတယ်လို့ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီ12ခုကတော့ကေပါကေခောကရင်ဖြူစကောဘိုးပရက်ပခုပလီချီရင်းပေါ်ကရင်နဲ့ရင်းကြားနဲ့ရင်းတလေတို့ပဲဖြစ်ပါတယ်။1969မှာတော့စစ်အစိုးရက14ကြိမ်မြောက်ပြည်အောင်စုနှစ်မှာကရင်လူမျိုး17မျိုးရှိတယ်လို့ဖော်ပြခဲ့ပါတယ်။အဲ့ဒီ17ခုကတော့စကောဘိုးပခုပွဲမွန်နေပွားတလာပွားကေခောကေပါပလီချီမိုးပွားနဲ့ကရင်ဖြူတို့ပဲဖြစ်ပါတယ်။ကရင်လူမျိုးတဲကမျိုးနွယ်စုတွေကွေးပြားရတာကရင်တွေရဲ့တိုင်တာရီလာပုံပြင်တွေကြောင့်လို့ဖူစကောလေတိုကဆိုပါတယ်။ကရင်လူမျိုးစုကွေးပြားခဲ့ရတဲ့ကရင်ပစားတိုင်တာရီပုံပြင်တွေကတော့ထိုမင်းဖားပုံပြင်နဲ့အိမ်ထောင်ကွဲကရင်မိသားစုပုံပြင်တွေပဲဖြစ်ပါတယ်။ကရင်လူမျိုးတွေကတော့ဒီလိုတိုင်တာရီလာပုံပြင်တွေကိုယုံကြည်ကြပါတယ်။အချုပ်ပြောရရင်ကရင်လူမျိုးစုဘယ်လောက်ရှိတယ်ဆိုတာကတော့
တတိတကြဘယ်သူမှမပြောနိုင်သေးပါဘူးဒီကနေ့ပြောပြသွားတဲ့ကရင်လူမျိုးနွယ်စုအကြောင်းကိုဒီမှာပဲရနာပါရစေ DSC စင်ကို FI ထုတ်လွှင့်ရက်တွေမှာတင်ဆက်ပေးသွားမှာဖြစ်ပြီးနောက်လာမယ့်အပိုင်းတွေကိုလည်းစောင့်မျှော်ပေးကြပါဦးနော်ဒိုနာ FI ပရိသတ်များဘေးကင်းကျန်းမာကြပါစေကြောင်းဆုတောင်းလိုက်ရပါတယ်အသက်16နှစ်အောက်ကလေးတွေကိုအရက်ဘီယာခေါင်းရည်နဲ့ဆစ်လိုက်တွေရောင်းချခွင့်မရှိသလိုကော်တူးလီနေမြေထဲမှာမွေးရစ်စေဝါဟာဥပဒေနဲ့ပြင်းထန်စွာတပ်မြင့်ထားပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီကနေ့ဇွန်လ25ရက်ရဲ့နောက်ဆုံးရသတင်းတွေနဲ့သတင်းသုတ်သက်ချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ KNU ဘဟုကနေဇွန်လ23ရက်နေ့မှာထုတ်ပြန်ချက်တစ်ခုထွက်ပေါ်လာပါတယ်ကော်တူလေ Federal Unit ပေါ်ထွန်းရဲ့အတွက် KNU နဲ့ကရင်အရက်သားဘက်အဖွဲ့အစည်း26ဖွဲ့တို့ပူးပေါင်းဆောင်ရွက်သွားကြဖို့သဘောတူညီခဲ့ကြတာပါသူတို့ဟာဇွန်လ15ရက်ကနေ19ရက်အထိ၄ရက်ကြာတွေ့ဆုံပြီး Federal Democracy ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ပတ်သက်တဲ့နိုင်ငံရေးအပြောင်းအလဲတွေကိုညှိနှိုင်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။သတင်းတွေအရ KNU အနေနဲ့လူထုစီယိုရေးလုပ်ငန်းတွေကိုပိုပြီးတိုးမြင့်လှုပ်ဆောင်ဖို့အကြံပြုချက်တွေလည်းရှိခဲ့ပါတယ်။အခုလိုကွင်လူထုအခြေပြုအဖွဲ့တွေနဲ့တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းတို့ကြားကော်တူလေ Federal Unit အတွက်တွဲဆုံဆွေးနွေးတာဟာအလားအလာကောင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အရေးကြီးတာကတော့မြေပြင်မှာတကယ်တမ်းထိထိရောက်ရောက်ဆက်လက်အကောင့်ထဲပေါ်နိုင်ဖို့ပဲဖြစ်ပါတယ်။နောက်ထပ်နေဆက်ဒေသသတင်းတွေကြည့်ရအောင်ပါ။ထိုင်းမြန်မာနယ်စပ်မြောက်ဒီတောင်ဘက်ချမ်းမှာစစ်ကောင်စီတပ်နဲ့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဇွန်လ21ရက်ညပိုင်းကမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာထိုင်းနိုင်ငံမဲဆောက်မြို့နယ်မက်ကော်ကင်းရွာထဲကစာတင်ကျောင်းတစ်ခုကိုထိမှန်ခဲ့တာကြောင့်အဲ့ဒီကျောင်းကိုယာယီပိတ်ထားရပါတယ်။အခုချိန်မှာတော့ထိုင်းလူချိုရေးတပ်ဖွဲ့တွေကနေဆက်မှာကင်းလဲနေပြီးအနေရရှိနိုင်တဲ့အိမ်တွေကလူတွေကိုဘေးလူရာရွှေ့ပြောင်းပေးထားရပါတယ်။မြန်မာဘက်ကမီလက်ပံရွာကစစ်ရှောင်ပြည်သူတွေဟာလည်းထိုင်းဘက်ချမ်းကိုခိုလို့ဖို့ထွက်ပြေးနေကြရပါတယ်။နေဆာကနောက်ထပ်ထူးခြားတဲ့သတင်းတစ်ခုကတော့ဂျာပြင်းလို့ခေါ်တဲ့အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတွေမှာနိုင်ငံခြားသား9000ကျော်ပိတ်လောင်ခံရဆဲဖြစ်တဲ့ဆိုတဲ့သတင်းပါ။ဇွန်လ14ရက်နေ့ကထိုင်းအခြေစိုက်လူကုန်ကူးမှုစန့်ကျင်အရက်ဘက်အဖွဲ့တွေကထုတ်ပြန်ခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့တနေ့ကျော်ကနိုင်ငံစုံပူးပေါင်းနိုင်နည်းပြီးလူ1000ကျော်ကယ်ထုတ်နိုင်ခဲ့ပေမဲ့အခုထိလူအများပြားကြန့်ရှိနေသေးတာဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်ဗျာသုံးစုနဲ့ကြိုင်အင်းစေကြီးလမ်းပိုင်းတွေမှာလည်းစစ်ကောင်စီကအင်အားမလုံလောက်တာနဲ့နေမြေမကျွမ်းကျင်တာတွေကြောင့်ဒေသခံတိုင်းသားလက်နက်ကိုင်အဖွဲ့တချို့ကိုလမ်းပြခိုင်းတာထောက်ပို့လုပ်ခိုင်းတာမျိုးတွေရှိနေတယ်လို့သိရပါတယ်။ဒီရက်ပိုင်းအတွင်းအရက်သားပြည်သူတွေထိခိုက်ဒေဆုံးရတဲ့သတင်းတွေကတော့စိတ်မကောင်းစရာပါ။ KNU ပြည်နယ်ဒီမော့ဆိုမြို့နယ်ဇွန်လ24ရက်ညပိုင်းကစစ်ဆောင်စခန်းတစ်ခုအနည်းကိုစစ်ကောင်စီကလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေ့နေ့လယ်ပိုင်းကလည်းတိုက်ပွဲမရှိဘဲနမ်းမယ်ခုံမြို့အနီးကလီဝိုးကျေးရွာကိုဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်အသက်10နှစ်အရွယ်မိန်းကလေးတဦးနဲ့အသက်6နှစ်အရွယ်ယောက်ျားလေးတဦးသေဆုံးခဲ့ပါတယ်။မူပြည်နယ်ဘီလင်မြို့နယ်ဇွန်လ22ရက်ကပန်တီကုန်းရွာကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်ခဲ့လို့အသက်17နှစ်အရွယ်ကလေးတစ်ယောက်နဲ့ကိုဝန်ဆောင်အမျိုးသမီးတစ်ယောက်သေဆုံးခဲ့ရပြီးနောက်ထပ်2ဦးဒဏ်ရာရခဲ့ပါတယ်။ဒါအပြင် KNU တပ်မဟာတိနေမြေအတွင်းကရွှေတူဖွေရလုပ်ငန်းခွင်တစ်ခုကိုလည်း3ရက်စစ်တိုက်လေကြောင်းကနေဗုံးကျဲခဲ့လို့2ဦးသေဆုံးက9ဦးဒဏ်ရာရခဲ့ပါတယ်။တနင်္သာရီတိုင်းစစ်ကောင်စီဒူတာချုပ်ကျော်စွာလင်းဟာထဝယ်ရေနဲ့စိတ်ကနဲ့ဆက်ဆက်နေတဲ့ရေးထဝယ်မြိတ်ဗုတ်ပြင်းကော့တောင်အဝေးပြေးလမ်းမကြီးတွေလုံခြုံရေးအတွက်နေမြေခံတပ်တွေကိုညွှန်ကြားထားတာကြောင့်အဲ့ဒီဒေသတွေမှာစစ်ရေးအရှိန်ပိုပြင်းထန်လာနိုင်ခြေရှိပါတယ်။မကွေတိုင်းငဖက်မြို့နယ်ဘက်မှာတော့ဇွန်လ23ရက်နေ့ကစစ်ကောင်စီရဲ့စစ်ကူလာပို့တဲ့ MI-17 ရဟတ်ယာဉ်တစ်စီးကိုတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေကဒရုန်းနဲ့ပစ်ချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဘက်ကတပ်ကြပ်တူတေဆုံးပြီးရဟတ်ယာဉ်လည်းပြန်တန်းလို့မရတော့အောင်ပစ်စီသွားခဲ့တာဖြစ်လို့လေကြောင်းကိုအဓိကအားကိုးနေရတဲ့စစ်ကောင်စီအတွက်အထိနာစရာဖြစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စစ်ကောင်စီဘက်ကအဲ့ဒီဒေသကိုလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးရန်တမ်းတက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်။အေရောက်ဒီတိုင်းရေကြီးမြို့နယ်ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ကျေးရွာတွေမှာလည်းအရခတ်တော် AA ပူပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာမြေပြင်မှာအထိနာနေပြီးရွာခံတွေကိုဖမ်းဆီးတာရိတ်ခတ်အတွက်အဓမ္မယူတာတွေလှုပ်ဆောင်နေပါတယ်။စစ်ကောင်စီဟာရခိုင်ပြည်နယ်ထဲကိုပြန်လည်ထိုးဖောက်နိုင်ဖို့အတွက်ထိစပ်နေတဲ့အေရောက်ဒီတိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တောင်ပိုင်းတို့ကနေနီလန်းမျိုးစုံနဲ့ကြိုးပမ်းနေတာပါ။ဒါပေမဲ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ကြားဖြတ်ပိတ်ဆို့မှုတွေကြောင့်ထင်သလောက်ခရီးမပေါက်ပဲဖြစ်နေပါတယ်
တပြိုင်နက်တည်းမှာပဲနေပြည်တော်စစ်ဘက်တရင်ရင်းမြစ်တွေရစစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ဟာသူခန့်အပ်ထားတဲ့စစ်ဘက်ခေါင်းဆောင်တီတွေကိုတောင်အပြေအဝမယုံကြည်ပဲစစ်တပ်ကိုသူကိုယ်တိုင်ပဲဆက်လက်ချုပ်ကင်ထားဆဲဖြစ်ကြောင်းသိရပါတယ်။နောက်ဆုံးတရင်အနေနဲ့ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီးပိုကာထက်ကဇွန်လ22ရက်နေ့မှာအစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပါတယ်။မြန်မာစစ်ကောင်စီကလှုပ်ဆောင်နေတဲ့ရွေးကောက်ပွဲပြင်ဆင်မှုတွေနဲ့လူသိစုဆောင်မှုတွေဟာချိန်ချောက်မှုမဲလုံပေးမှုအဓမ္မစင့်ခေါ်မှုတွေနဲ့သာလှုပ်ဆောင်နေတာဖြစ်ကြောင်းစီစီတွေ့ရှိရတယ်လို့ဆိုပါတယ်။ဒါကြောင့်ကုလသမဂ္ဂအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့စစ်ကောင်စီအစိုးရကိုအတိမပြုမှာမဟုတ်ဘူးလို့ပြပြတသားပြောဆိုထားပါတယ်။ဒီကနေ့အတွက်တည်င်းအနည်းချုပ်တုတ်တက်ချက်အစီအစဉ်ကိုဒီမြနဲ့ပဲရက်နာခွင့်ပြုပါ။သောရရှင်များအလုံး BND အပေါင်းမှာကင်းဝေကြပါစေ။ဟုတ်ကဲ့ပါခုပြောပြပေးတော့တာကတော့ဇွန်လ25ရက်ရဲ့နောက်ဆုံးရတဲ့ပဲဖြစ်ပါတယ်တောနော်မြန်မာပိုင်းအစီအစဉ်ကိုဒီမှာပဲရပ်နာမရစေဆက်လက်ပြီးတော့သကောကင်းဘာသာပိုင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဂေါ်နီဟာလဂီကိုရတဲ့မီလူကော်ပီယတာစကတော့ဟာခေါ်ရနာရီမာလီတော့လေတောနော် FM တခေါ်ဘာဒုကနာတာဖို့အဆူကလေးကိုရတဲ့တော့စေကေဆောဘာတူနီလောတောနော် FM တကဆောတာရကလေးမတာတူထော်ရလောဖဲမူလေးကိုနူတဲ့နီလောပကရလောခဲကနေအီလေတောနော် FM တခေါ်လေကညောကလူနီလောတောနော်တကဆောအီကညောတော့ပယောကလူခိကလူတော့ထူထော်ရလောကူနီတဲ့ဖဲဟာခေါ်ရနာရီ FM လဲတကရရဖော်ရမီကာဟတ်နေကနာဘာလာသေးနီလောတော့ဘယ်မလဲပေါ်တော့ကနာတာဖို့စီဂိုနီဟာနာလေးကိုရတဲ့တော်ရတက်လေးနေအဲ့ဒိုဒီတီညာဘကတော့တောက်ဆူကလေးတော်ရတက်လေးနေလို့ဒဘလီနေအဲ့ဒိုဟက်တက်ပြဘကတော့ကလေဖိုလပကမာပူဖလေဝဲခွတ်ဘီတနော်နေလို့ခွတ်ဘီထောနေပိုးဘကောခဲနေတော့ပခွတ်ဘီတေတဖာခေထောဝဲဝီပခွတ်ဘီတေတဖာခေထောဝီသာဝဲနေတော့ဖူလာတေတဖာလောဆာဝဲတေတဖာတော့မဘာဒိုဝဲပတောက်ဆူကလေးတင်းနေလို့တန်နေခေါပလခွတ်ဘီထောအခုပပတာဘဒိုတော့လေဒီလေတေတဖာလပခွာပိုတူဝဲကောနေပတူအသေးလခွတ်ဘီထောကတဲလိုတာကောကလောမလကလေတေဖာနေအဲ့ဒိုဟေခိုင်းနော်လဘာနေပခွတ်ဘီနေပပူနေအော်လလာဖာတိုတော့ပဘီနေအော်တေနေလောလာဖာတိုဤအမဒဝဲဘက်ချူရီယာတေဖာတေဝဲနေလောမစနေဝဲပခွတ်ဘီကပူဖလဲနေလောပပူနေအော်လခေါတာတိုဤစေကောအမစနေဝဲပခွတ်ဘီခိုလာအဘိုလပွဲတော့ခွတ်ဘီကိုကိုညာလောခေါနေလောပခွတ်ဘီနေပတီတူနေအော်လဖတ်မပလေချဲလီတော့ပပအော်တစီရမနေဝီပပူပခုနေတတဘီထောတေတဖက်ကိုညာဝဲတင်းနေလောအခုပဲဒိုလခွတ်ဘီကလမနေတလို့တာပီနောဖတ်မပလေဤတကီနောပီနီကာနေတရောက်ခုအော်ဒေါ်တီပပူနေဝဲပခုဘေတော့တတဘီထောနေကိုညာလောဝဲတင်းနေလောပပဖအော်တဆိုဖိုဝီတော့ပတေဖောအော်ဆောဆောနေလောတနောကလီတာနေပကိုလောအော်ခီကေဝီပထူတီတူအော်တော့ပခုဘေနေမေကလေရီလတတဘီထောကိုညာလောနေလောတူနူဤပပလာထောတရတက်လေနေပကပတူကေဖေနေကေတဘဝကမလပဒုကနာတာပိုတေနီတော်လခဲတေတဖာစေကောပကပပလာထောဘခါတော့တောဆူခလီတတင်နာပဒီလဲနေဥခုကနာဘလာခိနောပသဖိုလာတနီအိုတစီကောနီအဖလာတဖာ
တေဘီယာမော်ထူတတေတဖာတမှုတဘောအကလူကလူတကရဆာနီအဘာကောတူလေဟကဝပူစေကောဖိုဇာလသနီအိုတစီကောနီအဖလာတဖာအိုဒေါ်တပ်လပါတကရခဝဲနီလောဒေါနော် FM ပေါ်ဒုကနာတဘခဲလဝနေဟနာလေကောတဲ့ယာဆလာကပေါ်နီလောတနီရကပပလာထောတိုက်တတ်လိုပါဟာလဟောကုကဆတ်တနူဖော်လာပကညာတိတဖာတပါတာတလပလိုတာတိတဖာအကိနေလောဟောကုကဆတ်တနူဖော်လာဘာတာစတိမနဝဲပပကညာတိတဖာဤအဝဲတေခိခောစီပွဲလောတိတဖာဘဘတိကွေဝဲတော့လကဆက်ကလုတလာတော့တီကလိုကနိတီတလောတိတဖာလဖဖောနနာဘူးဘာတာစီပူပလက်တာဟိုဆိုကွေဝဲဒနီလောခနေချက်တော့ပကညာတိတဖာဤတလက်တကေတိတဖာကောခဲဝဲတော့ပပကလူဒဝဲတတိလိုတာဆာဝဲဒီတမလဖကလူတိတဖာတို့ခွေရလကတိလိုတာတိတဖာတို့ဝဲဘတ်စစ်ကိုနီလောအခုပပကညာတိတဖာဤဒီပကလူကတော့တလက်ထောက်လက်ထောက်ဆက်ခီဝဲနေဖုစကောလတော့စီဝဲနီလောပကညာတိတဖာဤဖော်ရဝဲတော့တဆာကလူကလူဘာကလိုတာဝဲတတိတပတိတဖာအထောက်ဝဲတော့ပကညာနိုစစ်ကောဟဲအထောက်အာကောတော့ဝဲစစ်ကောဘာနီလောနီလာတော့ယီတီဝဲပါတာစတိမနာပကညာဖိုတိတဖာဤတောင်မောရေကောလတကတခေပူဖီယောမာဝဲစီခူတိတဖာစစ်ကောအလော်တီလော့ဆက်တော့ဝဲဘာဟုထောဘဘတိလော့ဒီကလေဖီယောမာဝဲဒနီလောအခုပကညာတိတဖာဤတဆက်တလာတော့လီလက်တနော်လောမကွေဝဲဒနီဖုစကလတော့စီဝဲနီလောလတောဒရခိုင်ယခုတကုတဖာဒုဒုမမတို့ဝဲလဘတော့တဖီယောမာစစ်ကောလကောကောတခါကိုစုကမဘဝဲနီလောဟောကုကစတပဖလာဘကေဝကူပကညာတိဖာဤကတောကုလိုမဲကေလတမညာတိုဝဲလဘတော့ပါကတသတိမနဝဲစစ်ကောကေထောဒကေဝဲတို့ခုဖို့တော့ဖီယောမာအဝဲနေဖုစကလတော့စီဝဲနီလောကုတောမုဒကပါဒီကတုပလက်ထောက်ကေရောကထောဒဝဲနေတတင်ညာကေဝဲပကညာတိဖာဤလကုတောမူပူအမုံဘလဘဆာဝဲဒီတကခေကေထောတာမဝဲတော့မေဝဲနောက်ကဆဘူတော့နေစုကမောစတဲဝဲတော့နောက်ကဆဒဝဲဘာပမင်ကေတာနေစီဝဲနေလောဆိုတဆောဘာဆောဘာတစတိမနဝဲပကညာတိတဖာဤတပတုပတာဒီတိတဖာဟေဝထအထောနေပုစကလတစီဝဲနေလောတစတိမနတိတဖာဖောလာအမုံဘလဘဆာဝဲပကညာဖိုတိတဖာအတပတုပတာဤအဝဲတဲ့နောက်ကဆဒဝဲစတိလောတာတော့ကေထတလောဖလဲလောခိုရခါနီလောတစတိမနဖောလာပကညာဖိုတိတဖာဤတပတုပတာဤမေကေကွာလာအဝဲတကပနေပကညာဖိုတိတဖာဤမေတလပကေဝဲထူတနုလူလာတကေဘဝကေဝဝဲယတိနီလောတတိတဖာနေပကညာဖိုတိတဖာဤမေပွာလာတတော်လို့တော့တကုတုတလီတလောတိတဖာဤဟာဆေဝဲတနီလောခိတိတိနေတကမဂလူဂလူတော့တမန်တပြောတိတဖာဤအဝဲတိတခေဝဲခိုပွာလာအမတကမတိတဖာဤလက်လေလောဝဲတကမလာဒိုတတိတိနေအဝဲတိဒပူဝဲဤအကွီလောတာခိကဆတ်တော့ပမတပုတိဖာဤတနောဖာဝဲတိုးတော့ဖီယောမာတကူဝဲတာလူတီတီနေတကတော့တကပဖို့မတကူဝဲတာပလဂိစတိဖာဤပလိုတလတတုတိုတဲ့တော့တပွားတော့ပူသာပခွာတော့ပူမင်းတပိတမခဲလနောဖာဝဲတာတော့တကတော့တကထောဘခေဘာမဆလိုတနီလောယတိတီနေပကညာဖို့တိဖာဤတကတော့တကဖောက်ခိုတတော်လို့တာဖုံမှုပခွာတော့မောပါအဝဲတိဘူတီတိဖာပေါကိုတော်လိုဝဲဒနေပုစကလတစီဝဲနေလောဒူမှုမစတနိယိစစ်ကောဒီဝဲဒလမွန်ပပီဖူလူလာထုတုနုတစတလာတိတဖာဤပါကညာတိတဖာအိုတီဝဲဒထောပူနီလောတရတလက်ခါဤလာတော်နော်ခေါ်ထူထလာလောအော်တော်အကူလာကေဟေကီလခိတဖာနေဟိုကိုဒုကနာဘလာနော်တော်နော် FM ပါဒုကနာတဘခဲလပူဖလဲလတကတခဲတော့အိုစီယိုတလေကိုအဒနေစေဆဝဘတူနီလောတဆတိလပိုထောပဂီဤတမီတဆတိလပကောအိုညညောတစီပါအခုမူလဒဖိုဒဖိုသလာသနီအိုတစီခေါနီအဖလာသေတဖာတဆတိလပိုထောပဂီတဖာတော့တဆတိလကတိပါခုသေတဖာနေပတဘဒအိုဝဲပါ
ဝနီဟာလည်းကိုရတဲ့ပတော့ပွဲကနာတာဖို့ခဲလဲခက်ကနေပကတဲ့ပြတ်တကဆောလတနူညာရဲ့အပူတဖာတော့လာယူခီစီရတော့တကဆောလခိကတဲ့ဖာနေလားအစုကတဲ့ဖဲလာယူခီစီတဲ့တော်နေနေ KNU လကတာပပလာထဝဲတကဆောခါလအမေဝဲခဆုညာကတူလေဖက်ဒရယ်စနိကလိုတော့ကက်တော့ KNU ရကညောပွားတဝဲကခီစီခုကရတီလိုတာတေပေါ်တေဝရတာနေလားအဝဲတေတီလိုတာဖဲလာယူတစီရတော့တူတစီနွီတော့ရီဝဲတော့တေပေါ်ကိုဝဲကတူလေဖက်ဒရယ်စနိကက်တော့လို့တော့ကတော့ထီတူကတဲ့တောက်တာဖာတော့လေတကဆောတနေဖာဘူးတနော်ဘာတာပပလာတာတာဂီတာကိုတဖာနေလားတော့ပတနော်ဟီကူဝဲတာလေကမအားထကမလတောက်ဖို့ဒီတော့အာကိုစေကောနေလားတာဂီဒီတော့ဤကမလကရတော့ပပစတာပုကရခုနတဖာအဘဆထီလိုတာတော့တေပေါ်ကိုတာတဖာမေဝဲတာဂီနေလေလောကဝပုတဖာကိုဘာစာအရီဒိုလိုဟခုလိုတပိတမကမတ်ကိုဝဲဂေဘဘာနေလားလခိခါကောချတဲ့တော့ကော်ပီယောကောဆမြောက်ရီကလီတီတကပါစကားစပရတူတော့ပပစတာပုကရကဲထတာဒုဆုဆုမမူနေလားဒေါ်လာယူခီစီတတော်နေနေဟာလောခနေကလဖာဒိုကလီလိုကော်ပီယောခါထော်ဝဲလဲလော့တဲလိုကောချတဲ့မဲဆောက်ကောစာမဲကိုကင်းတော်ဘူးတော့ဘာတီဝဲကျိုးဖလတော့ခဲဤကောချတဲ့ကောစနေမခိထဝဲတပိတဘတော့တလလတဘယိုဖာဘူးမဲကမလခိဘူးဖလက်တနေလားမင်းလက်ပတ်တော်ဘူးပပကောဘခဲတဖာဘာလဲဦးတော့တလကောချတဲ့တကပါစီကောနေလားတကဆောလစရခါလိုမေဝဲချဖြတ်အွန်လိုင်းဆေးလျော်တပိတမဘူးပွားကော့ကလဘရေကထိုကဘတာပေါ်တီခါဒီကေဖဲလာယူဒီစီလူတော့ကောကြောတဲ့တပွေတဆာအောပကညောတဆကရပပလာထဝဲတော့ဖဲဘူးကွီတနိဘလေဘူးတီကိုအဘေပဖို့တော့တာတော့မပူဖလဲမစနေဝဲပွားကတထိုးဘလေပါစာတူခဲရပွားဥကတာတာအာဒီနေလောကောကြောတဲ့တော့ကောပြောကောဆခုတဖလတော့နိုကောကလဲကပါစကားစအပွားကြီးဘတလဘတော့တလော်တကလဲတတင်ညာဝဲပါခုမဝဲပွားတဝဲကညောဖလို့ဖော်တာစုဘွဲတနော်လကပြကလဲတော့မကဲထောက်ဖို့တဖာအိုဝဲတာနေလောတနူညာရတော့ဘူးကမလဘဒိုဘာတီတော့ဘာတီကွီဝဲတဖာအိုစေကောနေလောကရီနီကောဆဒီမောဆိုကောစာဘူးဖဲလာယူခီစီလူတော့ဟာလောကောဆကတော့စကစကဘောယူတေလောဝဲမေပိုလပွားဘကောဘခဲတေကဝကပါတလောပူနေလောဖဲနေတာဒုတိုဘာတော့မေဝဲနမ်းမဲခုံဝေကပါလီဝတော့ဒရုံတော့ကလိုဖာဒိုကလီခဝဲခိုပိုတာမူဖို့အတန်နီတစီကတော့ပိုတာအခွာအတန်နီခူးနီဘာဒိုတီကွေဝဲတာနေလောလောတလကောဆဘီလင်ကောဆပန်တီကုံတော့ဘူးဘဲလာယူခီစီကီတော်နီဘူးစကားစပရတူခနာဆိုဝဲကလိုဖာဒိုကလီကိုပိုတာအတန်နီတစီတနီတကတော့ပွားမွန်ဒတကဘာဒိုတီကွေဝဲတာတော့ပွားဘာဒိုတီဝဲခီကနေလောတကတိဘာလခီယနီယူတူကီတဲဟကဝဘူးတခုထူတမလောဘူးတတော်ဘလခကဘယူလက်တီလောမေပိုကိုပွားဘာဒိုတီဝဲတကတော့ဘာတီတီဝဲတာရေကနေလောဒေါ်လတနတရီဘူးစကားစတုကိုခီကျော်စလေးနဲ့မအတူခီနီခဝဲတာလောတော့ဘီဘဖဲတဝဲရင်နဲ့စိတ်ကန်ကပါရေးတဝဲမိတ်ပုတ်ပြင်ကော့တောင်အဝေးပြေကလေးတပါခုတဒုအတော်ကဆုထော်ဝဲသေးနေလားလေမကွေတိုင်းငဖဲကောစားတကပါဖဲလာယူခီစီတတော်နီနဲ့စကားစပွားလေဟက်စရတူတမဆာ MI17 ကဘောယူခိုပပစတာဘကရခဝဲတော့ဒရိုခိုစကားစအတုကိုဘောဘာဒိုတီကွေတကတော့ကဘောယူနေတူအဝဲတေလဘာတော့မေဝဲတာဟာကခါလစကားစအကောနေလားလခိစကားစအပေါ်ဖာဖဲတာလော်ခါနေပူဟာခနာဆဝဲမေပူတော့ကဘောယူတော့ခဝဲကလိုဖာဒိုကလီစီကောနေလားလေထီတာဆွေရေကြီးကောစာတော့ရခယုမအဘဆအရခတုမှုအေတော့စကားစပယတုကက်ထတာဒုစုစုတော့စကားစတုကလိုဟခုလိုနေဘဒိုဆဝဲခုဖဝဲကမနတဝဘဖာတော့တာအောအောဟခိနီတရတပဝဲကမနတပုတလီတဖာနေလားစကားစနေဒီတော့ကနုလောဝဲလေရခကောဆဲကောထီတာဆွေဘကိုမကွေတော့ချင်းကောဆဲကလီဆိုဘူးကူကလဆဝဲလေကလေအဘိုနေလားဘာသာပပစတာဘဖာကူကလဆဲဒရဆဒူအဝဲတေခိုဟထဝဲတူဘာနေလားတဘလခေါ်လွနေပြီးတော့တူတာကဆောဘူးမေအွန်လိုင်းနဲ့တနအဝဲအတုခုလဟေလဝဲတလောအတော်ဂိုင်တော့ဖော်ခါဒီဝဲအတလောတော့အဆုကမောတော့အတုဒီနီလားလခိကတဲ့ဘောမှုစဘကရပွားဟကိုပိုခွဲရမဟာမင်းကြီးဖော်လခတ်တက်နေပပလာတော်ဝဲလီဘူဘာရာလော့ဘေပဲလာယူခီစီကီတော်နီတော့မေဝဲတာဂီတဖာလကော်ပီယောဆာကဆာနေကတဲ့ကတော်ဝဲရွေးကောက်ပွဲတခုထတော့မပလီမဖူတာစောတီမနဲ့တော့တကုနေစုသူဖာနေလပပွဲနေလားလွတ်တနေကိုခုလတမကဘောမှုစပုကရနေတူလူဝဲစကားစပယောတူတော့အတခုတတပါနေတဲဝဲဆွဆွနေလားပစီဘလူဘာပတော့ပွဲကနာတပုခဲလဲတော့ပစရီဘာတူလကမနေယောကဲပုတုပတာကိုရတဲ့တော့ပုကပတုကွီတောနော်တကဆောလာယူကီစီရတော့တကဆောတာတက်လေဖဖအီနေလားမ
Moba Badugana Tapukoga, Passiblu Batulu, Tudugunati, Tono FM Takaso Taratakle Kai Honilo, Me Duganaba, Tono FM Radio Takaso Kai, Le Tono FM Tagia Poya Mika Hasne, Kanabala Tenilo.